အခြားသူရဲ့ဗီဒီယိုတွေကိုပြန်လည်ကူးယူပြီးတော့ Facebook ပေါ်မှာပြန်တင်တဲ့သူတွေလုံးဝသတိထားကြပါ။ဘာကြောင့်လဲဆိုတော့ Facebook ကနေပြီးတော့ပေါ့နော်အဲ့လိုမျိုးပြန်လည်ကူးယူတဲ့ဗီဒီယိုတွေကိုဒါအရေးယူတော့မယ်ဆိုပြီးတော့သူတို့ရဲ့တရားဝင် Facebook page ကနေပြီးတော့ဒါကြေညာထားပါတယ်။ဒါဆိုလို့ရှိရင်ဒါသူတို့ရဲ့တရားဝင် Facebook page ကနေပြီးတော့ဒါ post တင်ထားတာဖြစ်ပါတယ်။လွန်ခဲ့တဲ့ဒါ23နာရီဆိုတော့ဒါမနေ့ကလောက်ကသူတို့ post တင်ထားတာဖြစ်ပါတယ်။သူတို့ caption မှာဘာရေးထားလဲဆိုတော့အဲ့ဒီခုနကျွန်တော်ပြောသလိုပဲအခြားသူတွေရဲ့ဗီဒီယိုတွေကိုပြန်လည်ပြီးတော့ကူးယူထားတဲ့ post တွေပြန်လည်ပြီးတော့ဒါတင်ထားတဲ့ post တွေပေါ့နော်ပြီးရင်ထပ်တလဲလဲအကြောင်းအရာတွေပေါ့အဲ့ဒီလိုမျိုးထပ်တလဲလဲအကြောင်းအရာတွေကိုပြန်တင်ထားတဲ့ post တွေကိုသူတို့အနေနဲ့ဒါစတင်ပြီးတော့အရေးယူဖို့လုပ်နေတယ်ဆိုတဲ့အကြောင်းကိုဒါသူရေးထားတာဖြစ်ပါတယ်နောက်ထပ်သူပါဆက်ရေးထားလဲဆိုတော့ကိုပိုင်ဗီဒီယိုဖန်တီးတဲ့သူတွေဆိုရင်တော့ပေါ့နော်အဲ့ဒီကိုပိုင်ဗီဒီယိုဖန်တီးတဲ့သူတွေရဲ့ post ဆိုရင်တော့သူတို့ရဲ့ post တွေကို like တွေတိုးအောင် read တွေတိုးအောင်လုပ်ပေးမယ်ဆိုပြီးတော့ဒါသူကဆက်ရေးထားတာဖြစ်ပါတယ်ပြီးသူအောက်မှာအချက်လေးနဲ့လည်းသူရေးထားသေးတယ်ဘာရေးထားလဲဆိုတာကိုကျွန်တော်တစ်ချက်ပြောပြရအောင်မယ်နော်ဒီပထမဦးဆုံးဒါပုံကတော့အဲ့လိုပေါ့နော်သူများရဲ့ဗီဒီယိုတွေကိုပြန်လည်ကူးယူပြီးတော့တင်ထားတဲ့ post တွေပြီးထပ်တလဲလဲအကြောင်းအရာတွေပေါ့ spam content လို့ခေါ်တယ်အမိုက်စာပေါ့နော်ညီမတို့ပြောမယ်ဆိုရင်ဒီအမိုက်စာဆိုဘာကိုရည်ညွှန်းတာလဲဆိုတော့ဗျာအခြား page တစ်ခုမှာလည်းဒီဗီဒီယိုတင်ထားတယ်ပြီးနောက်ထပ် page တွေမှာလည်းဒီဗီဒီယိုတင်ထားတယ်အဲ့ဒီလိုသူများတင်ထားတဲ့ဗီဒီယိုတွေကိုတစ်ခါပြန်ပြီးတော့ပြန်ကူးပြီးတော့ပြန်တင်မယ်ဆိုလို့ရှိရင်ဒါ spam content အမိုက်စာဆိုပြီးတော့ဒါသူတို့အနေနဲ့ဒါအရေးယူမှာဖြစ်ပါတယ်ဒါအဲ့ဒါကိုသူရေးထားတာပေါ့နော်ပြီးဒီနောက်ထပ်ဒုတိယပုံမှာကတော့ပေါ့နော်သူတို့အနေနဲ့ဒါဘယ်လိုအရေးယူမလဲဆိုတာကိုဒါရေးထားတာပေါ့ဒီမှာနံပါတ်1ချက်မှာသူရေးထားတာဆိုရင်အဲ့ဒီလိုမျိုးပေါ့နော်ကူးယူထားတဲ့ဗီဒီယိုတွေထပ်တလဲလဲထပ်နေတဲ့ဒီအမိုက်စာအကြောင်းအရာတွေကိုကတင်ထားတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ account ဒါမှမဟုတ်ကိုယ့်ရဲ့ page က free short ချခံရမယ်ဆိုပြီးတော့ဒါသူအနေနဲ့ရေးထားတယ်ဒီနံပါတ်2မှာသူရေးထားတဲ့ဟာကြတော့ဒီပေါ့အတူအယောင်ပေါ့နော်ဘယ်လိုပြောရမလဲအယောင်ဆောင်တဲ့ဟာပေါ့ဒီတခြားနာမည်ကြီး celebrity တယောက်ရဲ့ page အယောင်အကောက်အယောင်ဆောင်ပြီးတော့ဒီ like တွေတိုးအောင် follower တွေတိုးအောင်လုပ်နေတယ်ဆိုရင်အဲ့ဒီအကောက်တွေအဲ့ဒီ page တွေကိုလည်းသူတို့အနေနဲ့အရေးယူမယ်ဆိုပြီးတော့ရေးထားတာဖြစ်ပါတယ်ဒီနံပါတ်3ပုံကကြာတော့သူနမူနာပြထားပြီးရပါတော့ဒီမှာဆိုရင်ဒါဒီမှာပုံ3ပုံရှိတယ်ဒီပထမဦးဆုံးပုံကကြာတော့ဒါ original ပေါ့နော် original ဒါမူရင်းပန်ရှင်ကသူ့ရဲ့ဗီဒီယိုကိုသူတင်ထားတယ်ဒီဒုတိယပုံကကြာတော့ဒါနောက်တစ်ယောက်ကပြန်ပြီးတော့ကူးပြီးတော့ဒါတင်ထားတာဒီတတိယပုံကလည်းဒါအတူတူပဲနောက်ထပ်လူတစ်ယောက်ကသူ့ရဲ့ဒီမူရင်းဗီဒီယိုကိုပြန်ကူးပြီးတော့ဒါတင်ထားတယ်အဲ့လိုမျိုးပေါ့နော်ကိုပိုင်မဟုတ်ဘဲနဲ့ဒီအခြားသူတယောက်ကတင်ထားတဲ့ဗီဒီယိုတွေကိုထပ်တလဲလဲနောက်ကလိုက်ပြီးတော့ပြန်ကူးပြီးတင်မယ်ဆိုလို့ရှိရင်ဒါ spammy content နဲ့ဒါညှိတယ်ဆိုပြီးတော့သူတို့ဒါဖော်ပြပေးထားတာဖြစ်ပါတယ်ခုနကကျွန်တော်ပြောသလိုပဲလေဟိုpageမှာလည်းဒီဗီဒီယိုတင်ထားပြီးသွားပြီကိုကဒါကိုထပ်ပြီးတော့ပြန်ကူးပြီးပြန်တင်တယ်နောက်ထပ်လူတွေကလည်းအဲ့ဒီဗီဒီယိုပဲတစ်ခါပြန်ကူးပြီးပြန်တင်တယ်အဲ့တော့ Facebook ပေါ်မှာအဲ့ဒီဗီဒီယိုကြီးရတာဘယ်လိုပြောရမလဲမျက်စိရှုပ်တယ်လေအဲ့လိုပုံစံမျိုးပေါ့အကြောင်းမတို့အမိုက်စာဖြစ်သတ်မှတ်ပြီးတော့အဲ့ဒါအရေးယူမယ်ဆိုပြီးတော့ဒါသူတို့ရေးထားတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ spammy caption ကဘာကိုပြောရလဲဆိုတော့ဒီကျွန်တော် post တွေမှာရေးတဲ့ caption ကိုသူကပြောချင်တာအဲ့လို post တွေမှာရေးတဲ့ခါကျတော့ရှင် caption ကိုပေါ့နော်လိုအပ်ထပ်ပို့ပြီးတော့လိုရင်းမရေးဘဲနဲ့ဗျအရှိရေးတဲ့သူတွေကိုဒါသူကရည်ညွှန်းတာဖြစ်ပါတယ်အဲ့လိုမျိုးပေါ့နော် caption ကိုလိုရင်းလိုရမရေးဘဲနဲ့ပေါ့နော် caption တွေအရှိရေးမယ်ဆိုလို့ရှိရင်လည်းသူတို့အနေနဲ့အရေးယူမယ်ကိုယ့်ရဲ့ post ကို video ရှော့ချမယ် like တွေရှော့ချမယ်ဆိုပြီးတော့ဒါသူကရေးရတာဖြစ်ပါတယ်ပြီးသူ hashtag ခန္ဓာကိုသူရေးထားတယ် hashtag ဆိုတာကဒီ shit လေးသိရမလားနောက်ကကိုအဲ့လိုမျိုး hashtag ခန္ဓာကိုလည်းသူကပြောထားတယ်ဒီပေါ့ကိုယ့်ရဲ့ post နဲ့သက်ဆိုင်တဲ့အကြောင်းအရာကိုပဲ hashtag ခံဒီရှိသမျှ hashtag အများကြီးတွေထည့်တာမျိုးမလုပ်နဲ့ဆိုပြီးတော့ဒါသူကရေးထားပါတယ်ဒီနောက်တစ်ခုကကြတော့ comment ပေါ့နော် comment ဆိုတာကကြတော့သူကအခုမှသူတို့စတင်ပြီးတော့ဒါ comment နဲ့ပတ်သက်တဲ့ဟာကိုသူလုပ်နေဆိုပြီးသူရေးထားတယ်သူကဘယ်လိုရေးထားလဲဆိုတော့အဲ comment လည်းဒါအတူတူပါပဲ post နဲ့မသက်ဆိုင်တဲ့ comment တွေကိုမှတ်မယ်ဆိုလို့ရှိရင်ဒါအဲ့ဒီ comment ကိုသတိပေးမယ်အရေးယူမယ်ဆိုပြီးတော့ရေးရတာဖြစ်ပါတယ်ဆိုလိုချင်တာကဗျာဒီ post ကတရားအကြောင်းအရာတွေတင်ထားတဲ့ post အဲ့ဒီတရားအကြောင်းအရာတွေတင်ထားတဲ့ post အောက်မှာသွားပြီးတော့မစီမဆိုင်တဲ့ညဉ့်ညမ်းတဲ့ဟာတွေသွားပြီးတော့မှန်းတာတို့သွားရေးရလို့ဆိုလို့ရှိရင်ဒါကိုယ်အနေနဲ့သတိပေးခံရပြီးတော့ဒါအရေးယူခံရမှာဖြစ်ပါတယ်ဒီနောက်ဆုံးတစ်ခုကပေါ့နော်နောက်ဆုံးတစ်ခုကကြတော့ Facebook ရဲ့အစီရင်ခံစာဖြစ်ပါတယ်ဘာလို့အစီရင်ခံတာလဲဆိုရင်ဒီလွန်ခဲ့တဲ့2024ခုနှစ်မှာ Facebook ပေါ်ကနေပြီးတော့ဒါဖျက်ချလိုက်တဲ့ Facebook account Facebook page ပေါင်း23 million ရှိရဆိုပြီးတော့ဒါသူရေးထားတာဖြစ်ပါတယ်
23 million ဆိုတော့နည်းတော့မနည်းဘူးပေါ့နော်အဲ့ထဲမှာလေဒါမိတ်ဆွေတို့ရဲ့အကောင့်တွေပါခြင်းနဲ့ပါသွားနိုင်ပါတယ်ဒါသူတို့ခုနပြောတဲ့သူတို့ရဲ့စီမီစီကန်နေတဲ့မညီတဲ့ဟာတွေကိုသူတို့ရဲ့ Facebook ပေါ်ကနေဖျက်ချတာ23 million ရှိတယ်ဆိုတဲ့အကြောင်းကိုဒါအစီရင်ခံထားတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့အယောင်ဆောင်တဲ့ဒါစာမျက်နှာတွေအယောင်ဆောင်တဲ့အကောင့်တွေပေါ့နော်အကောင့်တူတွေဒီ page တူတွေကိုလည်းဒါ report ထုတ်လို့ရပါတယ်ဆိုတဲ့အကြောင်းကိုလည်းဒါသူကထည့်ရေးထားတာဖြစ်ပါတယ်ဒါကတော့ဒါ Facebook ကနေပြီးတော့ဒါအသေးထပ်ထုတ်လာတဲ့ဒါစီမီစီကန်တွေကိုကျွန်တော်ပြပြပေးသွားတာဖြစ်ပါတယ်ဆိုတော့ဒီထဲမှာအရေးကြီးဆုံးကကြတော့ Facebook ကနေငွေရှာမဲ့သူတွေပါအကယ်ကိုက Facebook ကနေငွေရှာဖို့တွေးထားတယ်ဆိုလို့ရှိရင်ကိုပိုင်ဗီဒီယိုတွေပဲဖန်တီးပြီးတော့တင်ပါဒီကိုပိုင် post တွေကိုပဲဖန်တီးပြီးတော့တင်ပါဒါမှသာ Facebook ရဲ့စီမီစင်ကန်တွေနဲ့ကင်းလို့ပြီးတော့မှကိုယ့်ရဲ့ page ကိုယ့်ရဲ့ Facebook ကောက်ကငွေဝင်မှာဖြစ်ပါတယ်မဟုတ်လို့ရှိရင်တော့ဒီမှာ93 million ထဲမှာမိတ်ဆွေပါသွားနိုင်ပါတယ်ဆိုတော့ကိုပိုင်ဗီဒီယိုတွေပဲဖန်တီးပြီးတော့တင်ပါအခြားသူတွေတင်ထားတဲ့ဗီဒီယိုတွေကိုပြန်ကူပြီးတော့မတင်ပါနဲ့အခက်မသိလို့ရှိရင်ကိုယ့်ရဲ့ Facebook page ကိုယ့်ရဲ့ Facebook ကောက်ကလုံးဝပြတ်သွားနိုင်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like and share လေးလုပ်သွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်